ညီကိုနှစ်ယောက်နဲ့အစွမ်းထက်မဆလာပုံမြင်တခါတော့ကရွာဒီရွာမှာဂျက်ဂျီပန်ဆိုတဲ့အဖိုးတယောက်ဟာသူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့မိုးခင်းနဲ့ဘာနုနဲ့အတူနေထိုင်ပါတယ်ဂျက်ဂျီပန်ဟာရွာထဲမှာအလုံးနာမည်ကြီးရဲ့ထမင်းဆိုင်တစ်ဆိုင်ပိုင်ဆိုင်ပြီးအရသာရှိတဲ့ဟင်းလျာမျိုးစုံကိုချက်ပြုတ်ရောင်းချပါတယ်သူသားနှစ်ယောက်ကလည်းအဖေစီကနေချက်ပြုတ်နည်းတွေသင်ယူခဲ့ကြတယ်နေ့အနေငယ်ကြတော့ဂျက်ကြီးပန်ကွယ်လွန်သွားပြီးမိုးဟင်းနဲ့ဘာနုတို့ညီကိုနှစ်ယောက်တည်းကအဲ့ဒီထမင်းဆိုင်ကိုဆက်လက်ဦးစီးခဲ့ကြတယ်။ဟိုးခင်ဗျားတို့လက်ရတကယ်ကိုကောင်းလွန်တာပဲ။ခင်ဗျားတို့အဖေဂျက်ကြီးပန်လက်ရအတိုင်းပဲလို့စားသုံးသူတွေကချီးကျူးကြတယ်။မိုးဟင်းရဲ့စိတ်သဘောထားကရေလိုဖြူစင်ပေမဲ့ဘာနုရဲ့စိတ်ထဲမှာတော့မနာလိုမှုတွေမတန့်စင်တဲ့အတွေ့တွေပြည့်နှက်နေတယ်။ဘယ်အချိန်အထိဒီကောင်းတဲ့အရာအလုံးခွဲဝေသုံးဆွဲနေရမှာလဲ။မဖြစ်ဘူးဒီဆိုင်ဒီအိမ်အလုံးကိုငါတယောက်တည်းပိုင်ဆိုင်ရမယ်။ဒီနေ့မှာတော့ဘာနုဟာမိုးဟိချစ်တဲ့ဟင်းတွေကိုကြောက်စီခဲတိတိလေးထည့်လိုက်တယ်။အဲ့ဒီဟင်းတွေကိုစားမိတဲ့ဧည့်သည်ဟာနေမကောင်းဖြစ်သွားပြီးသူ့ရဲ့ဇနီးယာဆိုင်ကိုရောက်လာကမိုးဟိကိုအပြင်းအထန်ရိုက်နှက်ပါတော့တယ်။ချင်းကြောင့်ကျမယောက်ျားနေမကောင်းဖြစ်ရတာ။အမကျွန်တော်တကယ်မလုပ်ပါဘူး။ကျွန်တော်ဟင်းစိတ်အမြဲတေချာကယူဆိုင်ပြီးချက်ပါတယ်။မိုးဟိမင်းဘလို့တောင်ပေါ့စားတာလဲ။ဘာနုကဝင်ပြောလိုက်တယ်။နှစ်ပေါင်းများစွာထိမ့်သိမ့်လာတဲ့ဆိုင်နာမည်ကိုမင်းဖြစ်စေနေတာပဲ။နောက်ဆုံးတော့အဲ့ဒီအမျိုးသမီးကမင်းဒီရွာမှာမနေရဘူးမင်းအကိုပဲဒီဆိုင်ကိုဆက်လုပ်လိုက်မယ်လို့ပြောပြီးမိုးဟိကိုကြွားအနေနှင်ထုတ်လိုက်တယ်မိုးဟိဟာတခြားရွာတရွာကိုရောက်သွားပြီးအခက်အခဲတွေကြားကရုန်းကန်နေရတယ်ဘောင်နုကတော့အခြားအလုံးကိုတယောက်တည်းပိုင်ဆိုင်ရလို့ပြောချင်နေပါတယ်မိုးဟိဟာအလုပ်အမျိုးမျိုးရှာရင်နောက်ဆုံးမှာအထည်စက်ရုံတစ်ခုမှအလုပ်ရသွားတယ်သူပတ်စံတွေကိုစူဆောင်းပြီးအဖေကျွန်တော်ဘာမှမလုပ်ခဲ့ဘူးဆိုတာအဖေဒီဆုံးမှာကျွန်တော်ကိုအဖေအမွေပေးခဲ့တဲ့ချက်ပြုံးလေးတွေနဲ့ကျွန်တော်ဘဝကိုပြန်တည်ဆောက်မယ်လို့ဆုတောင်းပြီးထမင်းဆိုင်အသစ်တစ်ဆိုင်ကိုဖွင့်လိုက်တယ်။မကြခင်မှာပဲမိုးဟိရဲ့လက်ရကြောင့်သူဆိုင်ဟာအလုံးနာမည်ကြီးပြီးစီကားလာတယ်။ဒီသတင်းကိုကြားတဲ့ဘာနုဟာမနာလိုစိတ်တွေပြန်လဲထကြွလာတယ်။သူဟာဖုန်းကြီးတစ်ပါးလိုပုံစံပြောင်းပြီးမိုးဟိရဲ့ဆိုင်ကိုသွားကကဲတာဒါမင်းအတွက်မဟုတ်မင်းကိုကောင်းချီးပေးလိမ့်မယ်ဆိုပြီးမုတ်တစ်ခုပေးလိုက်တယ်။တကယ်တော့ဒီမုံထဲမှာလူတယောက်ရဲ့မှတ်ဉာဏ်ကိုပျောက်စေတဲ့ဆေးပါနေတယ်။မိုးဟိရဲ့အဲ့ဒီမုတ်ကိုစားပြီးမကြခင်မှာပဲသူချက်ပြုံနည်းတွေအကုန်လုံးကိုမေ့သွားတယ်။ဒါဘာဖြစ်တာလဲ။ငါဘာမှမှတ်လို့မရတော့ပါလား။သူစိတ်တက်ကြပြီးရွာအစုံကရေကန်မှာကိုတက်သေးကိုကြံစီပါတော့တယ်။အဲ့ဒီအချိန်မှာရေကန်ထဲကရေဆောင်နဲ့ထွက်ပေါ်လာပြီးသူ့ကိုတားမြစ်လိုက်တယ်။မင်းကလူကောင်းတစ်ယောက်ပါ။မင်းဒီလိုအဆုံးမသက်သင့်ဘူး။ဒါပေမဲ့ကျွန်တော်အရာအလုံးမေ့သွားပြီဘလို့အသက်ဆက်ရမလဲမပူနဲ့ရေဆောင်နဲ့ကသူ့ကိုဒါအစမ်းထက်တဲ့မဆလာပဲမင်းဒီမဆလာကိုဟင်းအိုးထဲထည့်ပြီးဘယ်ဟင်းနာမည်ကိုမဆိုပြောလိုက်ရင်အဲ့ဒီဟင်းဖြစ်လာလိမ့်မယ်ဒါပင်ရေဆောင်နဲ့ကမိုးဟိရဲ့မှတ်ဉာဏ်တွေကိုပြန်လဲရရှိအောင်လုပ်ပေးလိုက်တယ်မိုးဟိဟာအဲ့ဒီအစမ်းထက်မဆလာကိုသုံးပြီးအချင်းကားထက်တောင်ပိုအောင်မြင်လာတယ်ဒါကိုသိတဲ့ဘာနုဟာနောက်တစ်ချိန်လာပြီးဒုက္ခပေးကိုစူးစမ်းတဲ့အခါမိုးဟိကသူ့ကိုလက်ဖက်လက်ချက်ဖမ်းမိလိုက်ပြီးရဲလက်ကိုအပ်လိုက်ပါတော့တယ်